ဘာကြောင့်မြန်မာတစ်မွေးကိုကဘာကအလူရက်ဝယ်နေကြတာလဲကဘာတန်ဖိုးအကြီးဆုံးတစ်မွေးထွေရှိရာနေရာ10နေရာ 10. Trat. 9. Hainan Island. 8. Wallapata. 7. Pahang. 6. Annamite. 5. Malinao. 4. Assam State. 3. Kokong. 2. Putao. 1. Natrang. မိတ်ဆွေတို့ရောတစ်မွေးနန့်ကိုကြိုက်လားဒါမှမဟုတ်တစ်မွေးပင်စိုက်ထားတဲ့သူတွေရှိလားကောမန့်မှာပြောပြခဲ့အောင်တော့ဗျာအားလုံးကိုလေးစားစွာဖြင့်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ